ကဲဒီနေ့ကတော့ငွေဝင်ကြောက်တွေပြန်ဝင်နေရှင်လက်တိုင်းနေရကြတော့ site number 9တွေဝင်ပါတယ်ရှင်သူက 80k အသားတစ်စိတ်ပါပါမယ်ရှင်ကဲဘိုင်ဘာမှာကျွန်မငွေဝင်ကြောက်တွေပစ္စည်းပြက်နေရဲ့နဲ့ပြောထားတာအခုဒီနေ့ပြန်ရပါပြီရှင်ဒီနေ့စပြီးတော့ order လေးတွေတင်လို့ရပါပြီရှင်အလေးကကြတော့စိန်ဘီးချိုင်လေးပေါ့နော်သူကကြတော့လက်တိုင်းရှစ်ထဲကရထားမယ်သူဘီးလေးဟာချိုင်ပါမယ်စိန်တလုံးကိုဝေးရတာသဘောကျတဲ့ယောက်ျားလေးဆိုရင်ဒါလေးယူပါအတွင်းက 80k အသားတစ်စိတ်ပါမယ်ပေါ့တချို့ကြတော့ fancy မတည့်တဲ့သူတွေအတွက်ဆိုရင်စိတ်ချ 80k ကတော့ရဲရဲဝံ့ဝံ့သာဝတ်လို့ရတယ်80k အသားတစ်စိတ်ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ရွှေဆိုရီဆိုခံပါတယ်ညီမငွေ1000ခွဲပဲပေးရမယ်ဒါရွှေခေါင်းစည်းကွင်းလေးပါရှင်ဒါလေးလိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber 39954136ကနေတစ်ဆင့်မာယူလို့ရပါတယ်ရှင်နောက်ထပ်ဒီဇိုင်းလေးလည်းရှိပါတယ်ရှင်ဒါလေးနေမဟုတ်ဘူးပေါ့နော်ဒါကကြတော့အဝိုင်းမကြိုက်တဲ့သူတွေအတွက်ဆိုရင်ဒီလိုဒီဇိုင်းလေးရပါမယ်ရှင်ဒါလေးကကြတော့ပန်းပွင့်ဒီဇိုင်းလေးပါတကွင်းကို1000ခွဲချက်ပါရှင်လိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber ကနေတစ်ဆင့်မာယူလို့ရပါတယ်ရှင်မိပြက်နေပြီမယ်လေပစ္စည်းတွေကတောက်လျှောက်ဝင်လို့လေဖရမီလေးထိုးပြီးတော့ကိုရိုက်လိုက်ပါပြီရှင်အရန်လာတော့ပဲရှင်စိန်နေရတောက်လျှောက်အပြည့်ပဲတော်တော်လှတယ်နောက်ကိုလေတစ်ချက်ပြပေးမယ်ရှင်သူကကြတော့လေလောကတ်ပုံစံလေးရတယ်ပေါ့နော်သူက two way style နဲ့သွားတာရင်ထိုးအနေနဲ့သုံးချင်တယ်ဆိုလဲရတယ်တော့အကိတ်ပုံစံအရန်လှတယ်တစ်ချက်ရှိကိုပြန်ပြပေးမယ်ရှင်တော်ကိုလှရဲရှင်ဒါလေးယူမယ်ဆိုရင်မြန်မာငွေ3900ချက်ပါရှင်လိုချင်တယ်ဆိုရင် screenshot လေးရိုက်ပြီးတော့ Viber 3994551136ကနေတစ်ဆင့်မာယူလို့ရပါတယ် TikTok ချက်ပေါက်ကနေလည်းမာလို့အရန်လာတော့လေးပါမြန်မာငွေ3000ခွဲပဲရှိပါမယ်ရှင်သူကကဲတစ်ချက်ပြပေးမယ်လောကအနေနဲ့ပဲသုံးမလားဒါမှမဟုတ်ရင်ရှင်တိုးအနေနဲ့ပဲသုံးမလား2 way သုံးလို့ရပါမယ်ရှင်လောကလည်းရမယ်လောကမသုံးချင်ဘူးဆိုရင်ကျွန်တော်ဒီလိုလေးပေါ့နော်လောကကလေးကိုဒီအတွင်းလေးကိုသိမ့်ပြီးတော့ရှင်တိုးလေးနဲ့လည်းသုံးလို့ရပါတယ်ရှင်ဒါလေးလိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber ကနေတစ်စင်မှာပေးပါရှင်ဒါလေးမြန်မာငွေ2000ခွဲနဲ့ယူပါအစိမ်းရောင်ကြောက်သေးကသဘောကျတယ်ဆိုရင်ဒါလေးယူပါဒါကယောက်ျားလေးဝတ်ပါနော်ယောက်ျားလေးကြောက်ဝတ်ပုံမှာလက်တိုင်းကြီးပါမယ်အဲဆိုလက်တိုင်းလေးကကြတော့လက်တိုင်းတစ်ခါနံပါတ်နဲ့ဆိုရင်လက်တိုင်း 1.9 cm ရှိမယ်ပေါ့နော်နံပါတ်နဲ့ဆိုရင် 1.9 မှာဒါလေးယူမယ်ဆိုရင်မြန်မာငွေ2000ခွဲချက်ပါရှင့်လိုချင်တယ်ဆိုရင် screenshot လေးရိုက်ပြီးတော့ Viber ကနေတစ်စင်မှာလို့ရပါတယ်အရင်ငွေချေစနစ်နဲ့ပို့ပေးပါတယ်ရှင်မြန်မာငွေ21,500ပဲပေးရမယ်ကြိုးလေးပါရှင့်သူ့ပုံစံလေးကကြအစမ်းလေးနော်ဒီ locket ကလေးကကြ 5cm ရှိပါမယ်ရှင့်ကျိုးလေးက925အသားတစ်စိပ်ပါမယ်ကျိုးအရှိကကြတော့18လက်မှရှိမယ်ရှင့်ဒါလေးယူမယ်ဆိုရင် screenshot လေးရိုက်ပြီးတော့ Viber ကနေတစ်စစ်မာယူလို့ရပါတယ်ရှင့်ဒီလိုမျိုးလေးပါအနောက်ဘက်ကဒီလိုလေးပါမြန်မာငွေ21,500ပဲပေးရမယ်ဂျပန်လေးလန်းအောင်925အသားတစ်စိပ်ပါတယ်ကျိုးလေးပါရှင်ကျိုးလေးကကြတော့ဤတုံကျိုးလေးနဲ့လာမယ်ပေါ့နော်locket ကလေးကစိန်ပုံစံလေးအနေကျိုးလေးနဲ့ကိုတန်းနေပြီနော်ဒါလေးယူမယ်ဆိုမြန်မာငွေ21,500ပါရှင် locket size ကလေးကတော့ 2cm ရှိပါမယ်ရှင်ကျိုးရဲ့အရှည်ကကြတော့18လက်မှရှိပါမယ်ရှင်ဒါလေးယူမယ်ဆိုရင် screenshot လေးရိုက်ပြီးတော့ Viber ကနေတစ်ဆင့်မှာလို့ရပါတယ်ရှင်လောကဆိုင်ကလေးက 1cm ကြော်လေးပဲရှိမယ်သူက all 925လာထားတယ်ပေါ့နော်ဘာဖြစ်လို့ all 925လဲဆိုတော့ကျိုးက925အသားတစ်စိပ်ပါမယ်ဒီ locket ခြေကောင်းမှာလဲပေါ့နော်ဒီမှာတေချာတိကျပြပေးမယ်အနောက်ဘက်ပေါ့နော်ဒီနားလေးမှာဒီ locket မှာလဲ925ပါပါတယ်ရှင့်ဒါလေးယူမယ်ဆိုရင်မြန်မာငွေ21,500ကျပ်ပါရှင့်သူကဂျပန်လေးလံအောင်လေးတွေပါလိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber ကနေတစ်ဆင့်အမှာပေးပါရှင့်လူကျင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber ကနေတစ်ဆင့်မှာပေးပါရှင်မရလိုက်တယ်ပေါ့နော် site တန်းနံပါတ်ကြောက်နေလေးတွေကြောက်နေလက်စွပ်လေးတွေမရလိုက်ဘူးဆိုတာလေးတွေဒီနေ့ပြန်ရောက်ပါတယ်အများကြီးဝင်ပါတယ်ရှင်လိုတလောက်မှာလို့ရပါတယ် site တန်းလေးပါဒါလေးပါဒီလိုပုံစံမျိုးလေးပါရှင်ဘေးကအပြောင်ပေါ့နော်ဘေးကအပြောင်ကြည့်ပါဦးရမ်းလှတယ်စိုက်တန်းဝတ်တဲ့သူတွေရပါမယ်တချို့ကကြာစိုက်တန်းလို့ပြောတယ်တချို့ကကြာတော့စင်တီမီတာနဲ့ပြောပြပါအောင်ဆိုတော့ကျွန်မတခါတည်းစင်တီမီတာနဲ့ပြောပြလိုက်ပါမယ် 1.8 cm ရှိပါတယ်ရှင့်ဒီလိုကျွန်မလက်မှတ်လေးတစ်ချက်ဆွတ်ပြပေးမယ်ဒီလိုပုံစံလေးပါ
အပြင်မှာလည်းဒီလိုပုံစံလေးပါပဲရှင်ဒါလေးယူမယ်ဆိုရင်မြန်မာငွေ3000ကျပ်ပါရှင်လိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber 399555တိတိ36ကနေတစ်ဆင့်မှာယူလို့ရပါတယ်ရှင်ရာရောက်တဲ့မျိုးတိုင်းကိုအယောင်ငွေရှိစနေနဲ့ပို့ပေးပါတယ်ရှင်ဒီကြောက်နေလက်စွပ်ကလေဒီလိုငကားလက်သေးလိုပေါ့နော်ဒီသိမ့်ငက်လက်သေးလိုပုံစံမျိုးလေးဒီဇိုင်းဖော်ထားတာရှင်ယောက်ျားလေးဝင့်ရင်ပို့ပြီးတော့မိမိုက်မယ်ရှင်ဒီလိုပုံစံလေးနော်ပို့ပြီးတော့လေပုံမှန်ရိုးဝတ်တဲ့လက်စွပ်တွေနဲ့မတူဘဲနဲ့ရဲရင်တဲ့ပုံစံလိုမျိုးပေါ့နော်အဲ့လိုဒီဇိုင်းပုံစံသွားရရှင်ဒါလေးယူမယ်ဆိုရင်မြန်မာငွေ3000ကျပ်ပါရှင်ဒါလေးကလက်တိုင်းနံပါတ်10ပါစင်တီမီတာလေးနဲ့တစ်ချက်တစ်ခါတည်းပြောပြပါမယ်ရှင်စင်တီမီတာနဲ့ဆိုရင် 1.9 cm ရှိပါတယ်ရှင်လူချင်းနေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber 3995551136ကနေတစ်ဆင့်မှာလို့ရပါတယ်ရှင်ကြောက်ပုံစံလေးကဒီလိုမျိုးလေးနော်သွေးထားတဲ့ပုံစံမျိုးလေးပါကြောက်သားပါကော်လုံးဝမဟုတ်ပါဘူးဒီထဲမှာလည်း 80k အသားတစ်စိတ်ကလေးပါပါတယ်ရှင်သိကြတဲ့ 80k အသားတစ်စိတ်တွေပါတဲ့လက်စွပ်တွေဆိုရင်လေအေးစစ်စစ်စိတ်ချလက်ချတာဝစ်လုံးဝချွေးဆိုရေးဆိုအကုန်ခံနေရှင်ဒီတကြံမှာတော့ဝင့်ရင်တော့လေအရန်လှတဲ့ဒီဇိုင်းမျိုးလေးဒီလိုပုံစံလေးပါရှင်ကိုချစ်တို့ရေဂျပန်ပုံထွက်တွေကကက်ရှိုင်းလေးလိုချင်နေဆိုရင်ဒါလေးယူလိုက်ပါနော်ဒါလေးကမြန်မာငွေ1000ကျပ်နဲ့ယူလိုက်ပါရှင်သူကမျောနေလာတယ်ပေါ့နော်ကိုကမကြိုက်ဘူးကိုကဒီထက်ကျင်းချင်နေဆိုရင်လည်းအဆင်ပြေသလိုကိုကလည်းကိုအတိုးလျှော်လေးလုပ်လို့ရမယ်ကက်ရှိုင်းလေးကဂျာခဲတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပါဒါလေးယူမယ်ဆိုရင်1000ကျပ်ပါရှင်လိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber အနေမှာပေးပါရှင် Riot ရောက်တဲ့မျိုးတိုင်းကိုအယောင်ဝေရှင်စနေနဲ့ပို့ပေးပါရရှင်ခုမတို့ရေဒီနေ့ပွဲတက်ထောင်ပိတ်ရကလေးတွေပြန်ဝင်နေရှင်ပွဲတက်အမီပေါ့နော်ဒီလိုလေးပါမြန်မာငွေ9000ကျပ်ပါရှင်ကျိတ်ပုံစံကဒီလိုမျိုးလေးလာပါမယ်ရှင်ဒါလေးကကျိတ်ပုံစံလေးပါအရန်ကိုလာရရှင်အရှိကကြတော့ကျိတ်ကနေပေါ့နော်ဒီထိတိုင်းမယ်ဆိုရင်18လက်မ18ဒီထိဆိုရင်18ပေါ့နော်ဒီထိဆိုရင်20လက်မရှိပါတယ်ရှင်လူချင်းနေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber 3995551136ကနေတစ်ဆင့်မှာယူလို့ရပါတယ်ရှင်။ဒါရောက်တဲ့မျိုးတိုင်းကိုအယောင်ငွေ80စနေနဲ့ပို့ပေးပါတယ်ရှင်